မင်္ဂလာပါခင်ဗျာဗုဒ္ဓဟူသားသမီးမိတ်ဆွေပေါင်းတို့အတွက်2025ခုဇွန်လအတွက်တလစာဟောဒရံဖြစ်ပါတယ်ဒီကာလမှာဗုဒ္ဓဟူသားသမီးမိတ်ဆွေပေါင်းတို့အနေနဲ့မိမိရဲ့အိမ်ကိုအဖိုးရန်စစ်ပစ္စည်းစိန်ခံပစ္စည်းဒါမျိုးတွေထူးထူးခြားခြားဝင်လာတတ်ပါတယ်အဖိုးရန်ပရိဘောဂပစ္စည်းတွေလည်းဝင်လာပါလိမ့်မယ်အဲဒါလိုဝင်လာရင်ကြိုးပေးတယ်လို့ပြောအောင်မှာပါပဲနောက်ဒီကာလမှာနည်းနည်းသတိထားမှာပေါ့နော်ကိုယ့်ရဲ့ဆွေမျိုးမိတ်ဆွေစတာတွေကအတုပကိစ္စတော့နာရီကိစ္စတော့ပေါ့နော်ဒါမျိုးတွေကြုံတွေ့ရတတ်ပါတယ်အဲ့ဒါလို့ကြုံခဲ့ရလို့ရှိရင်တင်ញိုင်းမြင်နေတာအတုပပို့တာမျိုးတွေမလုပ်သင့်ပါဘူးပေါ့နော်အဲ့ဒါလို့များလုပ်မိတယ်ဆိုလို့ရှိရင်ကိစ္စတွေဟာတခါတည်းနဲ့မပြီးပဲနဲ့စက်ခါဖြစ်တတ်တဲ့ကိန်းမျိုးဖြစ်ပါတယ်ခင်ဗျာနောက်မိမိပိုင်နဲ့ရွှေစတဲ့ဗုဒ္ဓဟူနံပစ္စည်းမျိုးတွေဒီကာလမှာထွက်တတ်ပါတယ်နောက်ခြေကျိုးမားတာပေါ့နော်ဝိုင်းရင်နဲ့ပတ်သက်ပြီးဥပတ်ပေးတတ်တာလဲဒီလိုကာလမျိုးပါပဲနောက်ကိုမိမိယုံကြည်ရတဲ့သူကကိုတိန်လဲတာလှည့်သားတာမျိုးတွေခံရတတ်ပါတယ်ခင်ဗျာနောက်ဒီသက်ပိုင်းမှာညီကိစ္စအမွေကိစ္စစတာမျိုးတွေရှိရင်လည်းအဆင်ပြေအောင်မြင်နိုင်ပါတယ်ဒါပေမဲ့လွယ်လွယ်ကူကူတော့မဟုတ်ဘူးပေါ့နော်နည်းနည်းစိတ်အနှောက်အယှက်ကြုံပြီးမှပဲအောင်မြင်ရနိုင်ပါတယ်ခင်ဗျာနောက်ပြီးတော့ရက်ဝေးခရီးတွေတွားဖို့အကြောင်းပေါ်လာတတ်ပါတယ်အထူးသဖြင့်ခြေချောင်းခရီးလေချောင်းခရီးဒါမျိုးတွေတွားတတ်ပါတယ်တွားတဲ့ခရီးမှာတော့အဆင်ပြေအောင်မြင်နိုင်ပါလိမ့်မယ်နောက်ပြီးတော့ဒီကာလမှာမဖြစ်စလောက်ကိစ္စလေးနဲ့ပေါ့နော်ရုံပြင်ကနားမှာစကားပြောရတာမျိုးတွေကြုံရတတ်ပါတယ်နောက်ပြီးတော့ကိုလက်ရှိလုပ်နေတဲ့စီးပွားအလုပ်စတာတွေမှာလည်းပေါ့နော်လုပ်ဖို့ကိုင်ပစ်တင်တဲ့အဆင်မပြေတာမျိုးပေါ့နော်ကိုယ့်ရဲ့အထက်လူကြီးအကြီးကဲစတာတွေကကိုယ်ပေါ်မှာအမြင်မကြည်တာမျိုးကိုယ်တိုင်လည်းအလုပ်နေရပြောင်းရွှေ့ရတာမျိုးအလုပ်ပြောင်းရတာမျိုးအလုပ်ကထွက်ရတာမျိုးတွေဖြစ်တတ်တဲ့ကာလဖြစ်ပါတယ်နောက်ငွေကြေးနဲ့ပတ်သက်လို့ရှိရင်ဒီကာလမှာငွေရမဝင်တာတော့မဟုတ်ဘူးပေါ့နော်ဝင်တော့ဝင်တယ်ဒါပေမဲ့လို့လက်ထဲမှာအဖတ်မတင်ဘူးပေါ့နော်အကြောင်းမျိုးမျိုးနဲ့ပြန်ပြီးတော့မှထွက်နေတတ်တဲ့ကာလဖြစ်ပါတယ်အဲ့တော့ဒီကာလမှာကံကောင်းစေတဲ့အယောင်ကတော့အညိုရောင်ချောကလက်ရောင်ဖြစ်ပါတယ်အကျိုးပေးကံကောင်းစေမဲ့ကဏ္ဍကတော့3ကဏ္ဍ5ကဏ္ဍဖြစ်ပါတယ်ခင်ဗျာဒီကာလမှာအញ្ញံခိုက်ပြီးပြပြောက်ပြီးတော့ကောင်းကျိုးချမ်းသာတွေရရှိလာစေဖို့အတွက်ပြုလုပ်ရမယ့်ရရာကတော့အင်္ဂါနေ့မနေ့စောစောမှာမိမိရဲ့အိမ်ဖျားမှာစမှုစာ8ခုကတ်လို့ပူဇော်ပြီးတော့မှဆုတောင်းခြင်းအပြင်အញ្ញံခိုက်များပြပြောက်ပြီးကောင်းကျိုးချမ်းသာများရရှိစေပါလိမ့်မယ်ခင်ဗျာ